တန်တဲ့အားစေးပလင်းလေးတွေကိုဖောက်ဖို့ခက်နေတဲ့သူတွေအတွက်တော့ဒါဖောက်လေးပြပြမယ်နော်သူကဒေါက်တာလည်းမဖောက်တတ်ဘူးပထမလေးဒီလားဒေါက်တာတို့ဘယ်တော့မှငငယ်ကဒေါက်တာစေးချောင်းဒုတိယနှစ်လောက်ကဖြစ်မယ်နော်ဒုတိယနှစ်လောက်ကအမေစေးရုံတက်တော့အဲ့မှာဦးတက်ခွဲခွဲရနဲ့ထွက်လာတော့စေးရုံကဒီပလင်းလေးလာပေးထားတယ်စေးအခန်းလေးကိုပေါ့နော်ဒါလေးတွေဖြော်တိုက်လိုက်ပါပေါ့အမေကိုဆိုတော့ဟုတ်ကဲ့ပေါ့နော်ထားပြီးတော့အဲ့နဲ့ဒေါက်တာညမလေးနဲ့ဒေါက်တာနဲ့နှစ်ယောက်တာဟဲ့ဒီကဘလို့ဖောက်ရလဲမသိဘူးဆိုပြီးတော့ပထမဒီလိုဖောက်လိုက်တယ်ဒီဘက်တစ်ချောင်းကိုဒီလိုလှည့်ဒီလိုချိုးရတာဖြစ်မယ်ဆိုပြီးချိုးလိုက်တော့ချိုးပြီးတော့ထည့်မထွက်လာโอเคဘယ်လိုဖြစ်လဲမသိဘူးဆိုပြီးအဲ့နဲ့နောက်မှအဲ့နဲ့ယူကျူးမှာရှာကြတာနှစ်ယောက်သားအဲ့ဒီတော်ဟီမာပလင်းကိုဘယ်လိုဖွင့်လဲပေါ့နော်တန်တဲ့အာစီပလင်းကိုဘယ်လိုဖွင့်လဲဆိုယူကျူးမှာရှာပြီးမှအဲ့ကြောင့်အတည်တယ်ဒီဘက်ကိုချိုးပြီးသွားလို့ရှိရင်နောက်ထပ်တစ်ဖက်ကဒီလိုထက်ချိုးရတာခွက်မှခံပြီးတော့အဲ့ဒါမှတစ်ခါအဲ့သူကဒီလိုထွက်သွားတာအဲ့ထွက်သွားပြီးတော့ထည့်လိုက်ရုံပဲနော်ဒီမှာကိုကြိုက်မဲ့တဲ့ဟာလေးနဲ့ကြောပြီးတော့တောက်ပေါ့နော်တန်ကြီးနဲ့မကြိုက်လို့ရှိရင်လည်းအနံ့ဖုံးသွားအောင်ချိုရည်လေးထည့်တောက်လို့ရတယ်။ဒါကတော့အနံ့အရန်အဆင်မပြေမဖြစ်ဘူးအဲ့တော့ခြေနဲ့ပဲတောက်တယ်ပေါ့နော်။ခြေနဲ့ကိုအဆင်ပြေတဲ့လောက်ထည့်လို့ရတယ်။ထည့်ပြီးတော့တောက်ချလိုက်ရုံ။မတနေ့ကိုတစ်ပလင်းနဲ့တောက်မရပါတယ်နော်။နှစ်ပလင်းသုံးပလင်းနေတောက်ကြအောင်လို့နော်။